你得说到的，啥人比爸妈回来呢？啥人比爸妈回来呢？哎，对嘞，အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်တို့ဟိုပင်တင်းငယ်လွန်ပြီးဖက်သားတွေရေပူစမ်းကိုရောက်ရှိနေပါပြီရေပူစမ်းမှာရောက်ရှိနေတဲ့ဧည့်သည်တွေကိုတော့ကျွန်တော်တို့ကအမေးအများလေးလိုက်လို့မယ် Okay let's go အားလုံးကြီးမင်္ဂလာပါ Happy New Year ပါဟုတ်ကဲ့ဒီလိုစားလာပါတော့ဟုတ်တယ်မိသားစုနဲ့လာတာကိုချစ်ကြည့်လိုက်လားမိသားစုနဲ့လားဟုတ်ကဲ့ဟိုဒါနဲ့ဆိုရင်ရေပူစမ်းလာတာဘယ်နဲ့ချိန်မြောက်လဲမသိဘူးမမီတော့တော်ရပါရဲ့ဟောဒါဟိုဒီစုတောင်းလေးပြောပြတော့ဒီနေ့မှာတော့အင်္ဂါကြီးကောင်းပါစေလို့တော့လူငယ်တွေပြောရအရင်ကြာတော့ဒီလားဒီကတော့ပြောလေးရှင်းတန်းချင်တယ်လို့ပြောဟုတ်ကဲ့ကျေးဇူးပါလူတွေနဲ့လာခဲ့တယ်ရေပူစမ်းကိုကြီးရဲ့မိသားစုတွေနဲ့ပေါ့နော်ဟုတ်ဒါနဲ့ဆိုရေပူစမ်းလာတာဘယ်နဲ့ချိန်မြောက်လဲခင်ဗျခုမှတစ်ချိန်ရေပူစမ်းလာတဲ့ပီတိလေးတစ်ခုတော့ပြောပြပေးပါဦးပြောရဖို့ကောင်းပါလားဟုတ်ကဲ့နေ့တည်းမှာအားလုံးပြောချင်းကျမချမ်းသာပါလေဒါနဲ့ဆိုရင်ရေပူစမ်းလာတာဘယ်နဲ့ချိန်မြောက်လဲမသိဘူးမမီတော့အခုမှတစ်ခေါက်ပဲလာတယ်မမီတော့အခုမှတစ်ခေါက်ပဲလာတယ်မမီတော့တော့ဘယ်နဲ့ချိန်မြောက်တော့မသိတော့တော့ဟိုပြင်ရေပူစမ်းလာတာပျော်လားမသိဘူးခန်းစားချက်လေးတစ်ခုတော့ပြောပြပါခင်ဗျပျော်ပါလေဒီနေ့ကဘယ်သူနဲ့လာလဲဒီနေ့ကတော့တစ်ဖက်လေးနဲ့လာတယ်ဟုတ်ကဲ့လာလဲဆိုင်ကဝန်ထမ်းနေလာရှိဟုတ်ကဲ့ဆိုင်ကဝန်ထမ်းဒီပစ္စည်းတောင်းလေးလည်းပြောပြပါခင်ဗျတော့သူကများအားလုံးတမချမ်းသာကြပါစေဟုတ်ကဲ့အဲ့ဒါစင်ကြလားစင်ကြစင်ကြတယ်ကွာ right ဆိုရင်ရေပူစမ်းလာဘယ်နဲ့ချိန်မြောက်လဲအချိန်ရအတွက်ရမ်းများတော့မပြောမမေးမပါလားမတိမရတော့ဗောမတိမရတော့တော်များဒါလည်းဆိုဘယ်နဲ့ချိန်မြောက်လဲဆိုတော့ရှင်းနှစ်အကြောင်းမှနောက်တစ်ခါပြန်ရောက်တာပေါ့တောင်းတက်တော့ကဒီမှာတော့ခဏရောက်တယ်ဟုတ်တယ်ရှင်ဒီလူစားလာတာပျော်လားမသိပျော်လားဆိုတော့အဲ့ပေါ့တော်တော်လေးကြာမှနောက်တစ်ခါပြန်လာရဆိုတော့နည်းနည်းတော့စိတ်လုံးချအောင်ပေါ့ဟုတ်ဒီစတောင်းဆိုရင်မစတောင်းရပေးရအလုံးမဲ့ဟောဘောတော့သူသိနေပါကျမဆန္ဒကြပါစေလို့အဲ့လိုလေးပဲဒီစတောင်းလေးပြောပြအောင်ညနေ့တည်းမှပြောချင်ပါစေဟုတ်ကဲ့ဒီနေ့ကလူတွေနဲ့လားဒီချိန်နဲ့လားဟုတ်ကဲ့ကျွန်တော်ရေဘူးဆမ်းမှာပြောရဟုတ်ပြောဖို့ကောင်းတယ်ခါနဲ့ဆိုဘယ်နဲ့ချိန်မြောက်လဲအဲဆိုတော့၄ချိန်မြောက်နောက်73အဲ့ကိုလည်းလာဗျဟုတ်အဲ့ဒီနေ့ကတော့တင်ရရှင်းနေတယ်ပေါ့နော်ဟုတ်ပြောခဲ့လားမသိဘူးပြောပြသားပြချိန်ရတော့များနေမသိရောမမှတ်ရောဒီမှာပြီးတော့အားတော့ရတယ်နောက်ထပ်တင်လာတော့မရောက်တာတော့ကြားတယ်ဟုတ်အချိန်ရမမှတ်မိနိုင်တော့မမှတ်မိနိုင်တော့ကြားသွားရဲ့ဒီမစားလာပြောလားမသိဘူးတော့ဟုတ်ဒီနေ့ကဘယ်သူတွေနဲ့လာခဲ့လဲတော့တငယ်ချင်းနေနဲ့ဟုတ်နောက်ထပ်ငိမ့်မဲ့လူတွေကကျွန်တော်တို့ဘယ်သူတွေလဲဆိုတော့ let's go ဟုတ်ပါHello မင်္ဂလာပါညီမလေးမင်္ဂလာပါဟုတ်ကဲ့ရေပူစမ်းလာပြောလားမသိဘူးခင်ဗျဟုတ်ပြောပါတယ်ဒါနဲ့ဆိုပဲလေချိန်မြောက်လဲနှစ်ချိန်မြောက်ဟုတ်ကဲ့မိသားစုတွေကဘယ်သူနဲ့လာလဲမိသားစုနဲ့တစ်ခါအခုဒါတငယ်ချင်းတွေနဲ့တစ်ခါပေါ့ဟုတ်တစ်ခါဟုတ်တယ်မြစ်ပစ္စည်းတောင်းလေးပြောပြပါခင်ဗျနေ့တည်းဆိုတာတော့စားရပြီးဘာမှမဝင်လာနဲ့စားရပြီးဘာမှမဝင်လာနဲ့အဲ့ဒီလေအဲ့တော့နေဝေးရလူတွေကိုဘယ်လိုဖိတ်ခေါ်ချင်ရေပူစားလို့ဘာလဲပါလို့ပြောချင်တယ်အများကြီးရှိပါတယ်လို့ဟိုးတောင်အမြင့်ကြီးကျွန်တော်တက်ခဲ့တာခုတောင်ထိပ်မှာရောက်နေအောင်ထိပ်ရေကွန်ထိပ်ကိုရောက်တော့မယ်နော်ကျွန်တော်ရေကွန်ထိပ်ကိုရောက်တော့မယ်ဒါတော့ရှောက်ဘက်ကိုတက်မယ်ညအမလူငယ်တွေကိုကျွန်တော်အမေများလေးနည်းနည်းလုပ်မယ်နော် Okay let's go လာကမချမ်းသာဟုတ်Hello မင်္ဂလာပါညီမလေးရချင်း我一会儿洗的我一会儿洗的ခဏမှတော့တက်တယ်ပေါ့ကိုကပြန်ဆင်းတယ်
Hello မင်္ဂလာပါညီမလေး Happy New Year ပါညီမလေးဟုတ်ကဲ့ Happy New Year ပါကျွန်တော်ပြင်တင်ရစီမှာပြင်တင်ကတော့ဒါအမေညာလေးနဲ့လုပ်ချင်တယ်ပါကျွန်တော်ဒီဘူစမ်းကိုဒါနဲ့ဆိုပြနေချိန်ရောက်ရှိလေရောက်တာ ဒီနေ့ကတော့ပထမအကြိမ်ပဲအရင်နေ့တရားလည်းဖြစ်တယ် ဒီနေ့ကတော့ဒါပထမဆုံးချိန်ပေါ့2026နှစ်တော့ဟုတ်ဒါပထမဆုံးချိန်တော့ရေပူတွင်းလာပျော်လားမသိဘူး ကျော်ပါရဲ့ ရမှာပါ ကျော်ပါရဲ့ ရပါ အရင်ပဲပေါ့ အရင်ချစ်သူရှိတာ မရှိပါ ချစ်သူရှိတယ်ရမှာ ရှိပါတယ် ရှိပါတယ်ပြန်ရော ရှိပါတယ် โอเคအခုလိုပြောကြတယ်ကျေးဇူးတင်ပါတယ် ဒီပါ ဟိုဒါနဲ့ဆိုရင်ဒီရေပူတွင်းကိုလာဘယ်နဲ့ချိန်မြောက်လဲနှစ်ချိန်မြောက်ရှိပြီငယ်တဲ့ကနေငယ်တဲ့ကနေဆိုရင်တော့မနေတော့ပေါ့ပေါ့ကျွန်တော်နီးနီးလေးဆိုခဏခဏရောက်ရတဲ့ခါဒီတောင်းကြည့်ပြီးတော့ပါလေလားညီသက်လို့တော့မရဘူးဟုတ်တယ်ဒီနေ့မှာတော့ဒါဘယ်နဲ့ချိန်မြောက်ဒီနေ့မှာတော့နှစ်ချိန်မြောက်တော့ဒါလည်းဆိုဟိုဒါနဲ့နှစ်ချိန်မြောက်ဟုတ်တယ်ဟုတ်တယ်ဟိုချစ်သူရှိတာကိုသူကရှိရဒီနေ့ချစ်သူပါလားဟုတ်မပါဘူးဒီနေ့ဒါဒီတဲ့ဟိုဒီတဲ့ချိန်ပေးရတာဟုတ်ကဲ့နေ့တိစုတောင်းလေးတစ်ချက်ပြောပေးပါခင်ဗျနေ့တိကကျွန်တော်ပြင်တခြားလူတွေလည်းကြမ်းပေါ်မှာနဲ့လောက်တာခိုင်းတာတွေလည်းအဆင်ပြေပါလို့ကျွန်တော်လည်းအောင်းပေါ်နဲ့အားလုံးစုံပေးပါတယ်ဟုတ်ကဲ့ပြောရှင်တော်နှစ်တည်းဖြစ်ပါစေ ကဲဒီမှာသူကတော့တို့ဘုရားမျိုးရဲ့ဟိုကြီးကဝေလာတယ်မှာဒီဘုရင်တို့ရောက်ရှိနေတယ်ဒီဘုရင်မှာတော့အတော်လေးယူရစီတယ်အေးပိုင်းအချိန်ကအများပြင်းစလာပိုင်းဒီမှာအားစီအဲ့တော့ရေပူပိုက်ဖြစ်တယ်ရေပိုက်ဖြစ်တယ်မာလည်းဘာသာရေးပူပိုက်တယ်အဲ့ဒီပူပိုက်ဟုတ်တယ်ပူတယ်နော်အဲ့ဒီမှာပါဒီရတယ်အဲ့ဒီတို့အခန်းထဲအများဆုံးဒီခါလေးလုပ်ထားပေးရအခန်းထဲအခန်းတစ်ခါလုံးတော့ဆောက်ဘယ်လိုပြောတော့တဲ့နေရာလူလူမျိုးဒီပြင်ချိုးရပါတယ်လို့ကဒီရေနွေးစိတ်ချင်းအဖြစ်တို့ကျမ်းမာရဲ့အတွက်လည်းကောင်းပါတယ်လာနေဖို့ဖိတ်ခေါ်ပါတယ်လာရေနွေးရေပူဆန်းလာဖို့ဖိတ်ခေါ်ပါတယ် โอเคเดี๋ยวနော်ရရင်ချအောင်နော်1 2 3ရေဦးစားလေး